ရခိုင်ပြည်မှာ HIV ရောဂါခံစားနေရတဲ့သူတွေအတွက်ပြက်လက်နေခဲ့တဲ့ ART ဆေးကိုအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနကအခမဲ့ဖြန့်ဝေပေးနေပြီလို့သိရပါတယ်ရှင်။ HIV ရောဂါခံစားနေရတဲ့သူတွေအတွက် HIV ပိုးမြင့်တက်မှုမရှိစေဖို့ထိန်းပေးတဲ့ ART ဆေးကိုအခုရက်ပိုင်းအတွင်းအာရခတပ်တော် AA ထိန်းချုပ်မြို့နယ်တချို့မှာအခမဲ့ဖြန့်ဝေပေးနေတာလို့နိုဝင်ဘာလ10ရက်ကအဲ့ဒီဆေးသွားရောက်ထုတ်ယူခဲ့တဲ့လူနာအမျိုးသမီးတယောက်ကပြောပါတယ်။ဆေးပြက်နေတာအတော်ကြာပြီဖြစ်ကအခုဆေးပြန်ရလို့တွားထုတ်တာသွေးတွေဆေးရတာကတနေရာဆေးထုတ်ရမယ့်နေရာကတနေရာမို့နောက်ရက်မှတွားထုတ်ခဲ့ရတယ်လို့သူကပြောပါတယ်ရှင်။ရခိုင်မှာ ART ဆေးမပြက်လက်စေဖို့စ조사နေတယ်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတပ်တော် ULAAA ပြောခွင့်ရပုဂ္ဂိုလ်ဦးခိုင်ဒုက္ခကပြီးခဲ့တဲ့ဩဂုတ်လအတွင်းသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီးနောက်3လအကြာမှာအခုလိုပြန်လည်ဖြန့်ဝေပေးနေတာပါရှင်။